ဥပဝါဏမထေရဟာမြတ်စွာဘုရားလက်ထက်တော်အခါမှာတာဝတိမြို့ကဖြစ်မနာလူမျိုးမှလူလာဖြစ်တာဖြစ်တယ်သူရဲ့ခန္ဓာကိုယ်ကအမတမထွားကြိုင်းနေသူဟာဥပဝါဏလို့နာမည်ပေးထားပြီးတော့မြတ်စွာဘုရားခင်ကိုရောမြတ်အနာတပိန်တထေးကြီးကပင့်လို့စေရွန်ကျောင်းကြီးကိုလက်ခံမှုကြွလာတဲ့အခါမှာကျိုးဆိုတဲ့ပြိဿတ်ထဲမှာသူပါခဲ့တယ်မြတ်စွာဘုရားဟောတဲ့တရားဓမ္မကိုနှာယူပြီးတော့တရားတရားတွေဖြစ်လို့သာသနာ့ဘောင်ဝင်ပြီးတော့ယဟန်ခံတဲ့အခါမှာရှမ်းနာဖြစ်ကိုရောက်ရှိသွားတယ်ဒါသူဇလန်းလေးကတော့ဒီလိုပဲတူလိုပဲအဲ့တော့ဒီမတ္တရားစကားပြောဖို့ရတယ်သူဟာရှမ်းနန္ဒာတို့လိုပဲရှမ်းနန္ဒာမြတ်စွာဘုရားကိုမလုံကျွေးမီရဟန်းတော်တွေဟာအလှည့်ကျလုံကျွေးနေကြတဲ့အချိန်မှာဥပဝါဏရှင်ဥပဝါဏဟာလည်းပဲမြတ်စွာဘုရားရဲ့အလုံကျွေးရဟန်းတော်တွေထဲမှာတစ်ပါးဖြစ်ပါမယ်မြတ်စွာဘုရားရဲ့ဝေယဝိသတွေကိုပြုစုလုံကျွေးပြီးတော့ဝေယဝိသတွေကိုပြုလုပ်ပြီးမြတ်စွာဘုရားအနိကလုံကျွေးခဲ့ဘူးတယ်ပေါ့အဲ့ဒီတော့ကအနိကလုံကျွေးတဲ့အချိန်မှာမြတ်စွာဘုရားလည်းသွေးနဲ့သားနဲ့ခန္ဓာကိုယ်ဖြစ်သည့်အတွက်ကြောင့်လေနာယောဂဖြစ်ပေါ်လာတယ်အဲ့လိုမြတ်စွာဘုရားလေနာယောဂဖြစ်တဲ့အခါမှာမိမိရဲ့အလုပ်ကျွေးရဟန်းဖြစ်တဲ့ဥပဝါဏကိုမြတ်စွာဘုရားကဥပဝါဏရေနွေးရခြင်းနဲ့ရေနွေးလောက်ပါလို့ဆိုတော့သူရေနွေးသွားပြီးတော့မြို့ထဲကိုသွားပြီးတော့လှူခံတယ်ရှင်းတော့ကအရိယသူတော်စင်တွေဟာလှူခံတယ်ဆိုတာရေညွှန်းပြီးတော့ဒီပစ္စည်းတစ်ခုစိတ်ထဲကပဲရေညွှန်းပြီးတော့ဆွမ်းရက်တယ်လို့သွားပြီးတော့ရက်ကြတယ်အဲ့ဒီမှာသူနဲ့ယဉ်နှီးတဲ့ဒေဝဟိတဆိုတဲ့ပုံနာကြီးတယောက်ရှိတယ်လူတော်ကသူ့တငယ်ချင်းဖြစ်ပုံရသူနဲ့မတန်ယဉ်နှီးတယ်သူကဘာလုပ်တော့ဆိုပြီးတော့ရေနွေးကြိုပြီးတော့သူကရောင်းတာစီးပွားရေးကအဲ့တော့ရေနွေးကြိုရောင်းတယ်ရေနွေးလိုချင်တဲ့ပုဂ္ဂိုလ်တွေသူစီကိုသွားကြတယ်ရေနွေးနဲ့တင်းလဲဆိုတာရေအဲ့ဒါသူ့ဆိုင်မှာဆင်းသင်းရနိုင်တယ်ဥပဝါဒမထေရကရေနွေးရဖို့ရအတွက်ဒေဝဟိတဆိုတဲ့ပုံနာရဲ့အိမ်ကိုသွားပြီးတော့ဆွမ်းရက်တယ်ဆွမ်းရက်တော့ဒေဝဟိတမေးတယ်အရှင်ဘုရားဘာကိုရည်စူးပြီးတော့ဘာမှမပြောဘဲနဲ့တပြီးတော့အိမ်ရှိမှရပ်ထားလဲလို့မေးတဲ့အခါမှာသူဖြေတဲ့စကားဟာသူ့ရဲ့နောင်ကြတော့လေအမှတ်တရစကားဖြစ်ပြောတယ်စိတ်ထဲမှာမြတ်စွာဘုရားအတွက်လုပ်ပြရတာသူအမတမစိတ်ထဲမှာကြည်နူးတယ်ပေါ့ဒါကြောင့်မို့တသက်တာကာလပတ်လုံးလည်းပဲဒီအမှတ်တရစကားလေးကိုသူပြောတယ်မြတ်စွာဘုရားအတွက်ရှင်တွေလိုချင်လို့ဒေဝဟိတအိမ်ရှိမှရက်တဲ့ချိန်ဒေဝဟိတဘုံနာကြီးကမေးတော့သူကဘလို့ဖြေတော့လို့ဆိုအရဟံသူကတော်လောကေဝတေဟာဘာတိကောမုနိသုံးလောကထွတ်ထားမြတ်စွာဘုရားမှာလေနာယောဂဖြစ်နေပါတယ်လေနာယောဂစကတ်နေပါတယ်သစေဩနောရကံအဋ္ဌိအကယ်၍များရည်နွေးအစင်တင်ရှိမဲ့ဆိုလို့ရှိရင်နော်မုနိနောဒေဟိပြမနာမြတ်စွာဘုရားအတွက်ရည်နွေးလှူပါလို့သွားပြီးတော့လှူခံတာပေါ့နော်အဲ့တော့မေးလို့ရှိရင်ပြောရတယ်မမေးခင်တော့မပြောရဘူးတခါကြီးရည်နွေးလို့ခြင်းလို့ရည်နွေးပေးပါလို့သွားမပြောအောင်ဆွမ်းရက်တယ်လို့ရက်အဲ့ဒီရှင်ညွတ်ပြီးရခြင်းသည်အရိယသူတော်ကောင်းတို့ရဲ့တောင်းခံခြင်းပဲဖြစ်တယ်နှုတ်မြတ်တောင်းခံတာတော့သံဃာတို့ရဲ့တောင်းခံခြင်းလို့ဆိုလို့နော်ရှင်ညွတ်ပြီးတော့ရက်ရနှုတ်ကမပြောရဘူး
မေးတဲ့အခါကျမှပြောရတယ်လို့သူဆိုလို့ဒီပေါ့အဲ့တော့ဆုံးခံတယ်ဆိုတာလေအဲ့တိုင်ဒါကြောင့်ဘုန်းကြီးတွေဆုံးခံတယ်ဆိုရင်ဘုန်းကြီးတွေပြကဆုံးခံလာပါတယ်လို့မပြောကြအောင်ဒီတိုင်းပဲရအပြောရင်တော့ဒါစီကံဖောက်တယ်လို့ခေါ်အဲ့တော့ဆုံးခံတယ်ဆိုတဲ့အခါမှာကိုလူချင်တာတစ်ခုကိုရည်စူးပြီးတော့ဆွမ်းရတယ်ဆွမ်းရတဲ့အခါမှာအဲ့ဒါလိုရည်စူးပြီးရချက်ဟာအရိယပုဂ္ဂိုလ်တို့ရဲ့တောင်းခံခြင်းလို့နားလဲကြတယ်ပေါ့နော်နားလဲကြတယ်နှုတ်မြက်ပြီးမတောင်းသို့တော့မေးလိုက်တဲ့အခါမှာကြတော့ပြောတယ်ဘာလို့ကျင်တာတော့လို့မေးရင်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဆုံးခံတဲ့အခါမှာလည်းပဲအမျိုးမျိုးပြောကြတယ်သီရိလင်္ကာမှာတော့မြန်မာဘုန်းကြီးတစ်ပါးဆုံးခံတယ်ဘယ်တော့ဆုံးခံတော့ဆိုကိုလမိုဈေးထဲမှာသူဆုံးသွားကြတယ်ဆက်တော့ဒီဝါလူတွေကလည်းသရတရားကောင်းကြတယ်သရတရားကောင်းတော့ဆိုင်ရှိတာကိုသူတို့လောင်းတယ်ဆုံးခံတဲ့ပုဂ္ဂိုလ်ကလည်းသူတို့နိုင်ငံမှာမရှိသလောက်ဖြစ်သွားတယ်တောရဒေသလေးတွေပဲဘုန်းကြီးတွေဆုံးခံတယ်မြို့မှာဆိုရင်ဆုံးမခံကြတော့အဲ့တော့ဆိုင်ရောက်တဲ့အခါမှာဆိုင်ရောက်တဲ့လူတွေကဘာလို့ချင်းတုံးမေးတယ်မေးပြီးတော့လက်ညှိုးထိုးပြရင်လက်ညှိုးထိုးပြီးတော့လောင်းဥပမာပန်းသီးလိုချင်တယ်ဆိုရင်ပန်းသီးလက်ညှိုးထိုးပန်းသီးလောင်းငပြောသီးလိုချင်တယ်ဆိုငပြောသီးလက်ညှိုးထိုးသူဆိုင်ရှိတာအဲ့လိုဘာလို့ချင်းတုံးဆိုတဲ့အခါမှာလက်ညှိုးထိုးပြရင်အဲ့ဒါလောင်းရတော့ဒီကိုမှဘုရားဝတ္တနိုင်ငံဆိုတော့ဆုံးလောင်းတဲ့အလေးထားတော့နေပါသွားပြီပေါ့သို့တော့အကယ်၍တန်ဃာတွေကဆုံးခံလာမယ်ဆိုရင်တော့ဆုံးလောင်းလေးအထရှိသေးတယ်ဘုန်းကြီးတွေကဆုံးမခံတော့ဒီဟိုမှာအဲ့လိုဖြစ်အခုလည်းပဲဒီဥပဝါဒယဟန်ဟာဒေဝဟိတဘုရားရဲ့အိမ်မှာအဲ့ဒီအိမ်ကလည်းပဲရေနွေးရောက်တဲ့အိမ်ဆိုတော့သူသွားပြီးတော့ဆွမ်းရတယ်ရတဲ့အခါမှာဘုရားကြီးကမေးတယ်ဘာလို့ချင်တော့ဆိုတဲ့အခါမှာသူပြောတဲ့စကားအရဟံသူကတော်လောကေမြတ်စွာဘုရားရဲ့ခုံတူးတွေကိုဖော်ပြတာပူဇော်ထူးကိုခံလိုက်တယ်ကောင်းသောစကားကိုမိတ်ကြားတော်မူတတ်တယ်အရဟံသူကတော်လောကေဝတိဟာပါရိတော်မူလီအသိဉာဏ်ရှိတဲ့မြတ်စွာဘုရားမှာလေကြောင့်ဖြစ်တဲ့လေနာယောဂဆွဲကပ်နေပါတယ်တဲ့သစီအုံနောဒကအတ္တိအကယ်၍ရေတွေးဆင်တဲ့ရှိလို့ရှိရင်မုဒိတော်ဒေဟိပြမနာရှင်တွေလေးမြတ်စွာဘုရားအတွက်လှူပါလို့အဲ့ဒါလို့ပြောရနေမကဘူးသူကဒီအလူခံနေဆိုတဲ့အခါမှာအလူခံနဲ့ဘသူအတွက်အလူခံနေဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဂုဏ်ဓုဝိသေသလေးတွေကိုထုတ်ဖော်ပြီးတော့လူတန်းရခြင်းရဲ့အကျိုးလေးကိုသူကဆက်ပြီးတော့ပြောတယ်ပူစီတော်ပူဇနေယနာမြတ်စွာဘုရားဆိုတာတဲ့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေထဲမှာအတော်ကိုပူဇော်တိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ပူဇော်ထူးကိုခံတော်မူလိုက်တဲ့ပုဂ္ဂိုလ်တွေထဲမှာတကယ်ပူဇော်ရမယ့်ပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့တက္ကရိယာနာတက္ကတော်အလေးပြုရမယ့်ပုဂ္ဂိုလ်တွေထဲမှာလည်းပဲအယုသိပေးရမယ့်ပုဂ္ဂိုလ်တွေထဲမှာလည်းတကယ်အယုသိလေးစားတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အပ္ပစီတော်အပ္ပစေယနာတကယ်ကိုဒီနှိမ့်ချလေးစားယူသည်အားထားရမယ့်အနေထားရှိတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းထူးထူးခြားခြားလေးစားတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဒါကြောင့်မို့တတ္တအိစ္ဆာမိဟာတဝီဒီလိုဂုဏ်ဓုဝိသေသနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်အတွက်ရှင်နွေးကိုသူယူသွားခြင်းပါတယ်သူရင်နွေးလူချင်တာကိုတိုင်းတိုင်းဝိုင်းဝိုင်းဥပဝါဒမထေရအဲ့လိုပြောတဲ့အခါမှာဘုရားကြီးကသရတရားတွေဖြစ်ပြီးတော့ရှင်နွေးတထံသူ့အိမ်ကဝန်ထမ်းတယောက်ကိုခေါ်ပြီးတော့ရှင်နွေးတထံဆိုင်နဲ့ထမ်းတယ်ဆိုဟိုဘက်တကုန်းဒီဘက်တကုန်းလည်းဖြစ်နိုင်တယ်ပေါ့နော်ရှင်နွေးတထံနဲ့တင်းလဲတထုပ်ဒီနာယောဂရှိတဲ့ပုဂ္ဂိုလ်တွေဟာ
ရှင်တွေလေးနဲ့ချိုးပြီးတော့တင်းလဲရည်ထညက်ရည်လေးတောက်လိုက်လို့ရှိရင်လေနာယောဂပျောက်တယ်လို့သူတို့ဆိုတယ်ဒါကြောင့်မြတ်စွာဘုရားလေနာယောဂအတွက်ရှင်တွေတထမ်းနဲ့တင်းလဲတထုပ်ဆက်ကလှူဒန်းလိုက်တယ်ပေါ့ကျောင်းရောက်တဲ့အခါကျတော့ဥပဝါဒမထေရမြတ်စွာဘုရားကိုရင်နွေးနဲ့ရေချိုးပေးပြီးကျန်တဲ့ရင်နွေးလေးနဲ့တင်းလဲကိုဖြော်ပြီးမြတ်စွာဘုရားထညက်ရည်လေးကတ်လိုက်တဲ့အခါတင်းလဲရည်လေးကတ်လိုက်တဲ့အခါမြတ်စွာဘုရားလေနာယောဂပျောက်သွားတယ်တဲ့တန်ရုပ်ပါဠိတော်မှာဒီဝဟိတသုတ်ဆိုတာရှိတယ်အဲ့ဒီသုတ်နဲ့ဆက်ဆက်ပြီးတော့ဒီလိုဆိုတယ်အဲ့ဒီမှာဒီဝဟိတပုံနာကြီးကမြတ်စွာဘုရားကိုရင်နွေးတထမ်းနဲ့တင်းလဲတထုပ်လှူလိုက်ပြီးတဲ့အခါမှာကြောင်းလိုက်လာတယ်သူကြောင်းလိုက်လာပြီးတော့မြတ်စွာဘုရားကိုမေးခွန်းမေးတယ်ဘာမေးတော့ဆိုရင်ကထဒိသံဒီယဓမ္မလူစရာရှိရင်ဘယ်လိုပုဂ္ဂိုလ်မျိုးလှူရသလဲကထဒိဏံမဟာဖလံဘယ်လိုပုဂ္ဂိုလ်မျိုးလှူမှအကျိုးကြည့်တာလဲအဲ့ဒီမေးခွန်းนี่မေးနော်ဘယ်လိုပုဂ္ဂိုလ်မျိုးမှလှူရမလဲဘယ်လိုပုဂ္ဂိုလ်လှူစရာကိုဘယ်လိုပုဂ္ဂိုလ်မျိုးမှလှူရမလဲဘယ်လိုပုဂ္ဂိုလ်မျိုးလှူလို့ရှိရင်အကျိုးကျေးဇူးရှိသလဲနော်ကထာဟိယသမနတကထာဟိယသမနတကထာအိစတိဒခိနာဘယ်လိုလှူလို့ရှိရင်ကိုယ်အလှူဟာပြည့်ပြည့်စုံတဲ့အလှူဖြစ်တယ်လေဆိုတဲ့မေခွန်းကိုမြတ်စွာဘုရားမေးတယ်အဲ့လိုမေးတဲ့အခါမှာမြတ်စွာဘုရားဖြေတာပုတိအားဆိုတဲ့ခုံသုံးပါးနဲ့ဆက်ဆက်ပြီးတော့မြတ်စွာဘုရားဖြေတယ်ပုပ္ပိနိဗ္ဗာန်နုတ္တိအတိတ်ဘဝကိုသိနိုင်တဲ့အသိပညာဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်နတ်ပြည်တို့အပေဘုံတို့ဘယ်တရားပဲဖြစ်ဖြစ်မြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစက္ခုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်အာသဝတရားတွေကုန်ခန်းစေသွားတဲ့အာသဝခယအဘိညာဉ်ရရှိထားတဲ့ပုဂ္ဂိုလ်ဝိဇ္ဇာဉာဏ်၃ပါးလို့ဆိုတယ်ပုတိအားပုပ္ပိနိဗ္ဗာန်နဲ့ဒိဗ္ဗစက္ခုကသမထကျင့်စဉ်နဲ့ပတ်သက်ပြီးရတာဖြစ်တယ်အာသဝခယဆိုတော့ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ရတာဖြစ်တယ်အဲ့ဒီသမထနဲ့ဝိပဿနာနှစ်ခုဆွဲစုံနဲ့ဝိဇ္ဇာ၃ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဆိုလိုတာကဝိဇ္ဇာစရဏတမ္ပနောမှာစရဏဆိုတဲ့ကျင့်တရားတွေရှိပြီးဝိဇ္ဇာ၃ရက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးလှူလို့ရှိရင်အကျိုးရှိတယ်အကျိုးကြီးတယ်လို့မြတ်စွာဘုရားခေါ်လိုက်တဲ့အခါသူဟာသူ့ရဲ့ရှင်နွေးတထမ်းနဲ့တင်းလဲတထုပ်ကိုလှူရတဲ့ကုသိုလ်ကောင်းမှုတွေအလုံးကိုကျေနပ်အာရအလွန်ကျေနပ်အာရမှုတွေဖြစ်လာတယ်ရှင်တွေလူခံပြီးမြတ်စွာဘုရားကိုပြုစုလုပ်ကြွေးလိုက်ရတယ်ဟာအတွက်သူ့အတွက်တသက်တာမမေ့နိုင်လောက်မတ်တရားဖြစ်တယ်ဒါကြောင့်မို့ဥပဝါဒမထေရဆိုတာသူနဲ့ပတ်သက်တဲ့စัจ jang လေးတစ်ခုကတော့မြတ်စွာဘုရားပြိဋိဘံစံဃာနေ့မှာဥပဝါဒမထေရဘုရားနဲ့လျောင်းနေတဲ့မျက်နှာတော်နားမှာသူကရှေ့ကနေထိုင်နေတယ်ဘုရားပြိဋိဘံစံဃာနေ့ချိန်လေးမှာရှေ့ကထိုင်နေသူကထွားထွားကြိုင်ကြိုင်ကိုလုံးကိုပေါက်ကလည်းကြီးတယ်နော်ထွားထွားကြိုင်ကြိုင်ဝါဝါကြီးဆိုမြတ်စွာဘုရားမျက်နှာကိုသူခန္ဓာကိုယ်ကွဲနေအဲ့လိုကွဲနေတဲ့အခါကျတော့နတ်တွေကဘုရားဖူးခြင်းမြတ်စွာဘုရားကလည်းအနောက်ဘက်ကိုမြောက်ဘက်ကိုအုပ်ခေါင်းထားပြီးတော့အနောက်ဘက်ကိုစောင်းပြီးတော့လဲလျောင်းနေတာဆိုအနောက်ဘက်ကနေဖူးခြင်းတဲ့နတ်တွေကဥပဝါဒမထေရကမြတ်စွာဘုရားမျက်နှာကိုကွဲပြီးတော့ထိုင်နေတော့နတ်တွေကကဲ့ကြဒီကိုယ်တော်ကြီးကလည်းဘုရားရဲ့မျက်နှာရှေ့မှာလာထိုင်နေတယ်နောက်ဆုံးအချိန်လေးမြတ်စွာဘုရားကိုဖူးခြင်းတာမဖူးရဘူးနဲ့နတ်တွေကကဲ့ရတာမြတ်စွာဘုရားသိလိုက်တာနဲ့ဥပဝါဒယဟန်ကိုရှေးဝေးမပြောဘဲနဲ့ယဟန်ဒီနာမထိုင်နဲ့တခြားသွားနေလို့တူတူပဲပြောလိုက်တာနော်အဲ့လိုပြောလိုက်တော့အနာနာမှာရှိတဲ့ရှင်အနန္ဒာကအာတော့အာနာဖြစ်တယ်
တချိန်တုန်းကဥပဝါဒမထေရမြတ်စွာဘုရားကိုအနိကပြုစုလို့ကြွေးခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အဲ့ဒါလိုပြုစုလို့ကြွေးခဲ့တဲ့တန်းနဲ့မြတ်စွာဘုရားကခုနောက်ဆုံးချိန်လေးမှာဘာဖြစ်လို့သူ့ရှေ့မှာမနေနဲ့ဆိုပြီးတော့မောင်းလွတ်ထားလေစိတ်မကောင်းဖြစ်မိတယ်ပေါ့သူကသောတာပန်ဆိုတော့အဲ့ဒါလောက်တွေးတော့မြတ်စွာဘုရားကရှင်းပြတယ်အနန္တမဟုတ်ဘူးတဲ့နတ်တွေကနောက်ဆုံးအချိန်မျက်နှာကိုဖူးတွေ့ခြင်းရတယ်သူကရှေ့ကကားနေသည့်အတွက်ကြောင့်နတ်တွေကကဲ့ရဲ့ကြတယ်ဒါကြောင့်မို့လို့နတ်တွေကဲ့ရဲ့ပြီးအကုသိုလ်ဖြစ်မှဆိုလို့ဒီနတ်မနေနဲ့လို့ပြောတာလို့မြတ်စွာဘုရားရှင်းပြအဲ့ဒီအဖြစ်အပျက်ကလေးတစ်ခုသူ့မှာမှတ်တမ်းလေးတစ်ခုကျန်ရတဲ့အဲ့ဒီထဲမှာအမတ်တရားစကားပြောတဲ့အခါကျတစ်ချိန်တော့သူမြတ်စွာဘုရားကိုပြုစုလို့ကြွေးတဲ့အခါမှာအလွန်အားရဝမ်းသာဖြစ်ခဲ့ရတဲ့စကားလေးနှစ်ခုသူပြောတာသာဖြစ်တယ်ပေါ့မြတ်စွာဘုရားရဲ့ဂုဏ်ပုဂ္ဂိုလ်ထုတ်ပြီးတော့ရေနွေးရှိရင်မြတ်စွာဘုရားကိုလှူပါမြတ်စွာဘုရားဆိုတာပူဇော်လိုက်တဲ့ပုဂ္ဂိုလ်တွေအလေးအမြတ်ပြုလိုက်တဲ့ပုဂ္ဂိုလ်တွေမှာအထွတ်ထိပ်ဖြစ်ပါတယ်ဒါကြောင့်မြတ်စွာဘုရားကိုလှူတာဟာဥဒ္ဓမဝန္တာကျင့်ဝတ်ဖြစ်ပါတယ်လို့အဲ့ဒီမြတ်စွာဘုရားအတွက်သူဟာရေနွေးကိုရချင်ပါတယ်လို့မြတ်စွာဘုရားရဲ့ဂုဏ်ပုဒ်တွေကိုချီးကျူးပြီးပြောလိုက်ရတဲ့စကားဟာသူ့ဘဝမှာအမှတ်တရစကားဖြစ်လို့နောင်တသက်တာကာလမှာလည်းပဲစက်မိတိုင်းပြောတဲ့စကားဖြစ်လို့မထေရမြတ်တို့ရဲ့အမှတ်တရစကားမှာလည်းပဲဒီဟာကိုပဲမှတ်တမ်းတင်ထားတာဖြစ်တယ်လို့သူဆိုလို့ပေါ့နော်ဒါကဥပဝါဒယဟန်ရဲ့မှတ်တရစကားနောက်154ပါးမြောက်အမှတ်တရစကားမှတ်တမ်းတင်ထားတဲ့မထေရမြတ်ကတော့ဣတိဒိဏမထေရမြတ်လို့ခေါ်တယ်အဲ့ဒီဣတိဒိဏမထေရမြတ်ဟာသူနာပရန္တလို့ခေါ်တဲ့အရာမှာမွေးဖွားတဲ့ကုံတဲ့မျိုးရိုးကလာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီနေရာမှာပြောရမယ်ဆိုလို့ရှိရင်ဇလန်းကရှည်တယ်သူကဇလန်းရှည်တယ်ဆိုတာအကုန်လုံးရှည်ကြီးတော့ပြောစရာမလိုသူနာပရန္တတိုင်းလို့ဆိုတာဟာမြန်မာလူမျိုးတွေကသူနာပရန္တတိုင်းကိုဒီလေခိုင်းကျောင်းတော်ရာလို့မြန်မာရဆိုရင်သူနာပရန္တတိုင်းဆိုလေခိုင်းကျောင်းတော်ရာလို့ဆိုပြီးဘုရားကျောင်းတော်ရာအဖြစ်စန္ဒကူကျောင်းဆောင်ဆောက်လုပ်လှူဒါန်းတဲ့နေရာအဖြစ်မြန်မာလူမျိုးတွေကယုံကြည်ကြတယ်ရွှေဆက်တော်ဆိုပြီးတော့မြတ်စွာဘုရားကြွလာတဲ့အခါမှာနမထာနှစ်ခါနဲ့ဒီသစ္စာပန္နယသိတို့ရဲ့တောင်းဆိုမှုကြောင့်မြတ်စွာဘုရားရဲ့ခြေရတော့အဲ့ဒီမှာရွှေဆက်တော်မှာအထက်ခြေရနဲ့အောက်ခြေရချခဲ့တဲ့ဇလန်းနေနဲ့ဆက်ဆက်ပြီးတော့နေဒါသမိုင်းဆိုတာသမိုင်းမဲ့နော်သို့တော့ဘယ်ဟာအမှန်ဘယ်ဟာမှားတယ်ဆိုတော့ကိုယ့်အောင်စဉ်းစားကြည့်ဒီဇလန်းတွေကဘယ်မှာပါတော့ဆိုအထက်ကထာတွေမှာလည်းပါတယ်အထက်ကထာမှာပါတော့သူနာပရန္တကိုမြန်မာရာဆိုရင်ရေးတဲ့ပုဂ္ဂိုလ်တွေကမြန်မာနိုင်ငံအေရဝတီမြစ်ရဲ့နောက်ဖက်ခြမ်းကိုသူနာပရန္တလို့သူခေါ်တယ်မြန်မာမှာလည်းပဲအများကြီးရှိတယ်လေတာဝတိလည်းရှိတယ်တာကိတာလည်းရှိတယ်နော်အိန္ဒိယနိုင်ငံကမြို့တွေရဲ့နာမည်တွေရာဇဂျိုလည်းရှိတယ်ဒီမှာတော်ကြတော့အငင်းပွားတယ်ဘယ်ရာဇဂျိုကအစ်စ်တုံးမြန်မာပြည်ကရာဇဂျိုကအစ်စ်ခုဗုဒ္ဓဂယာတောင်တည်ထားတဲ့အခါနောင်ကျရင်ဗုဒ္ဓဂယာနေပြည်တော်လားဗုဒ္ဓဂယာအစ်စ်လားဖြစ်လာမယ်နော်သဘောမှာဒီလိုကြီးညိုတဲ့အနေအထားအဖြစ်ပုံလူလောက်ထမျိုးတွေကရှိနေပြီပေါ့နော်အဲ့တော့နမရမြစ်တို့သစ္စာပန္နတောင်တို့လို့ဆိုတာခုလေကိုင်းကျောင်းတော်ရနာဒီရွှေဆက်တော်ကြီးညွန်းတယ်ပေါ့မြန်မာသမိုင်းကြသို့တော့ထက္ကရာတိကာတွေမှာလည်းပဲအဲ့ဒါပါတဲ့အတွက်ကြောင့်အိန္ဒိယနိုင်ငံမှာလည်းပဲနမရာဆိုတာရှိတယ်အိန္ဒိယအန္ဒရာပရဒေ့ရှ်ကိုဖြတ်ပြီးသွားလိုက်တဲ့အခါကျတော့သူတို့ခေါ်နေကြတော့နာရမတာနမတာလို့ပြီးသားသားမဟုတ်ပဲနဲ့နာရမတာဒီနေ့လေအဲ့ဒီနာမည်နဲ့ခေါ်တာရှိတယ်အဲ့ဒီ
ဘုံဘီဘက်မှာဘုံဘီဘက်ကဒေသကိုခုမုံပိုင်းလို့ခေါ်တယ်ဘုံဘီမြို့ဘက်ကဒေသကိုသူကသုဏပရန္တလို့ခေါ်တယ်ဒါအိန္ဒိယအခေါ်သုဏပရန္တအဲ့ဒီမှာပဲနမရာမြစ်ဆိုတာကဏိတိအိန္ဒိယနိုင်ငံမှာရှိတယ်ယထာနဲ့သွားလို့ရှိရင်အဲ့ဒီနမရာမြစ်ကတရားကိုဖြတ်ရတယ်ဘုံဘီသွားကြည့်ရင်တွေ့လိမ့်မယ်နော်ဘုံဘီသွားလိုက်လို့ရှိရင်အဲ့ဒီကနေဖြတ်တယ်အဲ့ဒီမှာခြေတော်ရာရှိတယ်မရှိဘူးဆိုတာတော့မထင်ရှားဘူးသို့တော့အဲ့သုဏပရန္တတိုင်းဆိုတာတော့ပုံပြီးနာအရက်ကိုခေါ်တယ်လို့ဆိုတာတော့အိန္ဒိယသမိုင်းនេះမှာတော့အဲ့လိုပဲဆိုတယ်ပေါ့နော်အဲ့ဒီမှာနမရာလည်းရှိတယ်သစ္စာပဏတောင်လည်းရှိတယ်အဲ့တော့ခြေတော်ရာလည်းရှိနိုင်ပြီပေါ့နော်အဲ့တော့သုဏပရန္တဆိုတာမြန်မာသမိုင်းနဲ့အိန္ဒိယသမိုင်းမှာအဲ့လိုကွဲပြားခြားနားမှုတွေရှိတယ်ပေါ့ပုံတော်ဝါဒသုတ်တန်ကိုကြည့်ရှင်ပုံနာဆိုတာနေတိုင်းဒါမြတ်စွာဘုရားကသတင်းသုံးနာဟာတာဝတိရာစချူဝေတာလီဆိုတဲ့အဲ့ဒီနာတဝိုက်ကလေးပဲမစ္စည်းမဒေတာခေါ်တဲ့အရက်တဝိုက်ကလေးပဲမြတ်စွာဘုရားသွားတာများနော်အိန္ဒိယမြောက်ပိုင်းလေးပဲမြတ်စွာဘုရားလှည့်လည်ပြီးတော့တရားဟောတာဒီတောင်ပိုင်းတွေပါသိပြီးရောက်တဲ့သဘောမရှိဘူးပေါ့နော်စာပေအမှတ်သားအရဆိုလို့ရှိရင်အဲ့လိုရှိတာအဲ့ဒါကြောင့်မို့လို့ဒီရွှေစက်တော်ဟာဒီရွှေစက်တော်သမိုင်းနဲ့ပတ်သက်ပြီးမြန်မာသမိုင်းမှာလည်းရှိတယ်အိန္ဒိယမှာလည်းပဲဒါရှိတယ်ဆိုတာကိုသိထားဖို့လိုတယ်ပေါ့နော်အိန္ဒိယမှာလည်းရှိတယ်ဘယ်ဟာဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးတော့မပြောတော့ဘူးအငြင်းပွားနေကြတယ်အငြင်းပွားစရာတော့မလိုပါဘူးနော်အငြင်းပွားစရာတော့မလိုဘူးအဲ့ဒီလိုနှစ်ခုရှိတယ်မယ်ခုဣတိဒိဏဆိုတဲ့ပုဂ္ဂိုလ်ဟာသူကသုဏပရန္တတိုင်းသားတဲ့မြမရာဆိုရင်မှားရင်တော့လက်ခိုင်းကြောင်းတော်ရမှာလာမှာမွေးတဲ့လူပြောမှာဖြစ်တယ်ပေါ့နော်အိန္ဒိယရာဆိုရင်သုဏပရန္တဟာမုံပိုင်းဘုံဘီမြို့ပတ်ဝန်းကျင်မှာရှိတယ်ပေါ့အဲ့ဒီမှာမွေးတဲ့လူမျိုးပဲလို့ဒီလိုမှတ်သူဟာမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရှင်ပုံနာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ညီတွေဝါနိစ္စခမဆိုတဲ့ကုန်းသေးရွာလူတွေဟာပင်လယ်ထဲခရီးသွားရင်ကနေကျွန်းတစ်ကျွန်းမှာစန္ဒကူးပင်တွေတွေ့ရှိရတယ်စန္ဒဝုဒ်စန္ဒကူးပင်ကအခုဒီကျောင်းထဲမှာလည်းရှိတယ်စန္ဒကူးပင်နော်စန္ဒကူးပင်အဲ့ဒီစန္ဒဝုဒ်ဆိုတဲ့စန္ဒကူးပင်တွေကိုအများကြီးတွေ့တော့အဲ့ဒီခေတ်ကလွန်တန်မိုးကြီးတယ်တဲ့စန္ဒကူးနှစ်တွေဟာအဲ့ဒီစန္ဒကူးသားတွေအများကြီးရလာတဲ့အခါမှာအဲ့ဒီကျွန်းမှာစန္ဒကူးပင်တွေအများကြီးပေါက်တော့လူတွေကဒါတန်မိုးကြီးတဲ့ပင်တွေဆိုပြီးတော့ကျွန်းပေါ်ကစန္ဒကူးပင်တွေကိုမစင်မကျင်ခုတ်ကြမြန်မာနိုင်ငံကတစ်တော်တွေမစင်မကျင်ခုတ်တယ်လို့အဲ့ဒီလူဟာကျွန်းတွေကစန္ဒကူးပင်တွေကိုမစင်မကျင်ခုတ်ကြတယ်ခုတ်ပြီးတော့အဲ့ဒီစန္ဒကူးသားတွေကိုတင်မောပေါ်တင်ပြီးတော့သူတို့ခက်လှေပေါ့လေရွက်လှေပေါ်တင်ပြီးတော့ယူလာတာအဲ့လိုယူလာတဲ့အခါမှာစန္ဒကူးတော်ကိုစောင့်ရှောက်တဲ့နတ်တွေဟာသူတို့ပင်တွေခုတ်သွားတာမကျေနပ်တော့ပင်လယ်ထဲမှာလှိုင်းတဘိုးတွေဖြစ်အောင်လုပ်ပြီးလေမုန်တိုင်းတွေတိုက်ပြီးအဲ့ဒီလူတွေကိုသေအောင်လုပ်ပင်လယ်ထဲမှာလှေပြက်ပြီးတော့မျောအောင်လုပ်တဲ့အခါမှာလူတွေကကြောက်လန့်ပြီးတော့ရှင်ပုံနာကိုတန်းတာတဲ့အခါမှာရှင်ပုံနာမထေရမြတ်ကတကိုးနဲ့အကာအကွယ်ပေးလိုက်လို့သူတို့ဟာနတ်တိဖန်ဆင်းတဲ့ဘေးအန္တရာယ်ကနေလွတ်မြောက်လာခဲ့တယ်အဲ့ဒီလွတ်လာတဲ့အခါမှာအဲ့ဒီစန္ဒကူးသားတွေနဲ့သူတို့ကြောင်းဆောက်ကြတယ်ရှင်ပုံနာကမြတ်စွာဘုရားကိုပင့်ပေးတယ်ပင့်တဲ့အခါမြတ်စွာဘုရားနဲ့ယဟန်900ကြွတယ်လို့ဒီလိုဆက်တော်ရသမိုင်းမှာလည်းရွှေဆက်တော်သမိုင်းမှာလည်းဆိုထားတာရှိတယ်ပေါ့နော်အဲ့ဒီလိုကြွလာတဲ့အချိန်မှာသူကတရားဓမ္မနာရတဲ့အခါမှာသရတရားဖြစ်ပြီးတော့သောတပန်ဖြစ်သွားတယ်ဒီပုဂ္ဂိုလ်ဣတိဒိဏဆိုဥပဒကဘဝနဲ့ပဲအဲ့ဒီမှာသောတပန်ဖြစ်ပြီးတော့နေတယ်ပေါ့နော်
အဲ့လိုသောတာပန်ဖြစ်ပြီးတော့နေတဲ့အခါမှာသူနေတဲ့ဒေသမှာရှိတဲ့တောအုပ်ထဲမှာစောင့်ရှောက်နေတဲ့နတ်သမီးတူကသူနဲ့ပတ်သက်ပြီးတော့စောင့်ချိတ်ပြောတဲ့သဘောမျိုးပေါ့လေသူနဲ့ပတ်သက်ပြီးတော့ပြောတယ်အဲ့ဒီပြောတဲ့စကားတွေဟာသူ့အတွက်မှာမှတ်တမ်းသဘောမျိုးဖြစ်လာတယ်သူကသောတာပန်ဘဝလူ့ကြောင့်နဲ့နေတဲ့အခါမှာအဲ့ဒီနတ်သမီးကဘာပြောတော့ဆိုဒိဋ္ဌာမယဓမ္မတရာဥပဒကမြတ်စွာဘုရားဟောတဲ့တရားလေးကိုအခုခေတ်လိုပေါ့လေပရိကြီးတွေရအောင်ကျက်တယ်ဓမ္မစကြာရအောင်ကျက်တယ်ပဋ္ဌာန်းပါဠိတော်တွေရအောင်ကျက်တယ်အဲ့ဒီလိုမြတ်စွာဘုရားဟောတဲ့တရားလေးတွေကိုရအောင်ကျက်ပြီးတော့ဒီနေကြတဲ့ဥပဒကတွေဟာအဲ့ဒီပုဂ္ဂိုလ်တွေကိုသူတွေ့ရတယ်တဲ့သူတို့ဟာတရားဓမ္မတွေအကျဉ်းချင်းနာရတဲ့အခါကျတော့တဲ့ကာမအနိစ္စဣတိပါဒမာနကာမဂုဏ်အာယုန်တွေဟာဘယ်အရာမှမမြဲဘူးဆိုတာကိုလည်းပဲပါဠိကပြောနေကြတယ်မြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိုလည်းပဲနှုတ်တဲ့ဆောင်ကြတယ်ကာမဂုဏ်အာယုန်တွေဟာမမြဲဘူးဆိုတာလည်းတဖွာဖွာပြောကြတယ်ဒါပေမဲ့လို့တဲ့တာရတ္တရတ္တမတိကုံတလီသူပုတ်တေသူဓာရိတုစတေပိခာသူတို့ဟာလက်ဝတ်ရတနာတွေပေါ်မှာအလွန်တက်မဲ့ကြတယ်သားတွေသမီးတွေနဲ့မိသားစုဘဝကိုခွာနိုင်ကြဘူးဆိုလိုတာကတရားလဲသိကြတယ်မမြဲမှန်လဲသိတယ်ဒါပေမဲ့လို့သားသမီးတွေနဲ့ဆွဲလန်းမှုတွေနဲ့နေကြတာတွေကိုသူကိုယ်တိုင်တွေ့နေရတယ်ဆိုလိုတာအပြောနဲ့အလုပ်မညီကြဘူးပေါ့နော်ပြောတော့တရားစကားပြောတယ်လုံးတော့ကာမဂုဏ်အာယုန်ဒီပေါ်မှာဆွဲလန်းပြီးတော့အိမ်ကမခွာနိုင်ကြဘူးလို့ဒီလိုဆိုတယ်အဲ့ဒီလိုနတ်သမီးကစောင့်ချိတ်ပြောတာပြီးတော့သူကဆက်ပြောတယ်အတ္တနာသနန္တိယတောတဓမ္မဒီသာသနာတော်မှာမြတ်စွာဘုရားဟောထားတဲ့တရားကိုသူတို့ဟာတကယ်မသိကြလို့ပါတဲ့ကာမအနိစ္စဣတိစာပိဟာဟုကာမဂုဏ်အာယုန်တွေဟာတခုမှမမြဲဘူးလို့လည်းပြောကြတယ်ဒါပေမဲ့လို့ရာဂိစတေတံနပလတ္တိစစ်တုံသူတို့ဟာတွေ့တာမှုကိုဖြတ်တောက်ဖို့ရအင်အားမရှိကြပါဘူးဘုဇဂတာပြောနေတယ်ကမ္မထာစကားတွေပြောကြတယ်တရားတွေရွတ်ကြတယ်ဒါပေမဲ့လို့မိသားစုအပေါ်မှာတွေ့တာတဲ့တဏှာရာဂတွေကိုဖြတ်နိုင်စွာမရှိကြဘူးဖြတ်လောက်တဲ့အားမရှိကြဘူးတတ္တမတိတံပုဒ္ဒထာရံဒနိစ္စဒါကြောင့်မို့မိသားစုနဲ့နေတဲ့ပစ္စည်းဥစ္စာတွေကိုမစွန့်နိုင်ကြဘူးဒါတွေကိုသူတွေ့နေရတယ်လို့အဲ့ဒီဥပဒကကိုစောင်းချိတ်ပြီးတော့ပြောတာဣတိဒိဏဆိုတဲ့စကားကိုပြောတော့ဣတိဒိဏတံဝေကတွေဖြစ်သွားတယ်သူဒီလိုပြောတာကိုကြည့်ပြီးငါတို့ဟုတ်သားပဲငါတို့ဟာကာမဂုဏ်အာယုန်တွေလည်းမစွန့်နိုင်ဘူးတရားလည်းထိုက်တဲ့လောက်သိနေပြီသူကသောတာပန်ဖြစ်တာဒါပေမဲ့လို့ငါတို့ဟာတွေ့တာမှုတွေနဲ့ယုံမထွက်နိုင်ကြဘူးလို့ဆိုပြီးသူဟာတံဝေကတွေဖြစ်ပြီးတော့ယဟန်ဝတ်လိုက်တယ်အဲ့ကြောင့်အဲ့ဒီလိုယဟန်ဝတ်လိုက်ပြီးတော့တရားဓမ္မအထုတ်တဲ့အခါမှာယဟနာဖြစ်သွားယဟနာဖြစ်ပြီးတဲ့နောက်မှာလည်းပဲသူတံဝေကရတဲ့သူ့ကိုနတ်သမီးကစောင်းချိတ်ပြီးတော့ပြောတဲ့ဒီပြောတဲ့စကားကိုပဲသူ့စိတ်ထဲမှာအမှတ်တရထားပြီးတော့သူဟာအမှတ်တရစကားအနေနဲ့ပြောခဲ့တာလို့ဒီလိုမှတ်တမ်းတင်ထားတာဖြစ်တယ်ပေါ့နော်ဒါလည်းပဲမှတ်သားစရာကောင်းတဲ့အရာတစ်ခုဖြစ်တယ်လောကမှာသိတော်လည်းပဲစွန့်လွတ်နိုင်စွာမရှိကြဘူးဆိုတာပုထုဇဉ်တို့ရဲ့ဓမ္မတာလို့ဖြစ်နေတယ်ပေါ့သိတော့သိတယ်အမြဲတမ်းလည်းသိတယ်မကောင်းတာလည်းသိတယ်သို့တော့စွန့်လွတ်ဖို့ရအင်အားမလုံလောက်ဘူးမဖြတ်နိုင်ဘူးလို့သူဆိုလိုတာပေါ့နော်ဒါကဣတိဒိဏမထေရရဲ့မှတ်တရားစကားတစ်ခုပဲနောက်တစ်ခုမှတ်တရားစကားတစ်ခုပြောတာတ
155ပါးမြောက်မထေရမြတ်ကတမ္ဗုလကိစ္ဆနာလို့ခေါ်တယ်အဲ့ဒီတမ္ဗုလကိစ္ဆနာဆိုတဲ့မထေရမြတ်ကမကရာတိုင်းကဒီကုန်းတဲ့မျိုးရိုးမှာလူလာဖြစ်တယ်မြတ်စွာဘုရားထံမှာတရားနာပြီးတော့သူဟာတရားတရားတွေဖြစ်လာတယ်ဒါမို့တရားဆိုတာနာကြရတယ်ပေါ့တရားနာမှတရားတရားဆိုတာဖြစ်တယ်ပေါ့ဒီလိုဆိုမြတ်စွာဘုရားစီတရားနာတဲ့အခါမှာယုံကြည်တဲ့စိတ်အားထက်သန်တဲ့တရားတရားတွေဖြစ်လာပြီးတော့သာသနာပေါင်းဝင်ပြီးတော့ယဟန်ပြုတယ်ယဟန်ပြုပြီးတော့သူကဟိမောတတောဘက်ကိုတောရအကြောင်းမှာသွားပြီးတော့တရားထုတ်တယ်ဟိမောတတောထဲမှာသွားတရားထုတ်တဲ့အခါအဲ့တောကြီးကလည်းနဲ့အဲ့တောထဲမှာဟိမောတတောင်မှာတောင်တစ်ခုရဲ့လှိုင်ကူကြီးထဲမှာလှိုင်ကူကြီးကလည်းပဲလူသူမနီးတဲ့တောထဲကလှိုင်ကူကြီးဆိုအကြောင်းပဲဖွယ်ရကောင်းတယ်အဲ့ဒီလှိုင်ကူကြီးထဲမှာသူတရားထုတ်တယ်နော်အဲ့ဒီလှိုင်ကူထဲဝင်ပြီးတော့သူတရားထုတ်တဲ့အခါမှာတရက်တော့မိုးကြီးလေကြီးကြလာလျှက်စီးတွေလက်ပြီးတော့အချိန်ခါမဲ့မိုးကြီးတွေဟာပြင်းပြင်းထန်ထန်ရွာချပြီးမိုးကြိုးတွေလည်းပြစ်တယ်ပတ်ဝန်းကျင်မှာရှိကြတဲ့တောကောင်သရဝါတွေဟာကြောက်လန့်တကြားပြေးကြလွှားကြပုံကြခိုကြအဲ့လိုဖြစ်သူနေတဲ့လှိုင်ကူဘေးမှာတိရစ္ဆာန်တွေရဲ့ဒီကြောက်လန့်လို့အော်ဟစ်ပြေးနေတဲ့အတန်တွေဟာဆူညံပြီးတော့နေတယ်သို့တော့သူကတော့ဒီနေရာကမထဘူးဆိုပြီးတော့တရားထိုင်မြဲပြီးတော့ထိုင်တရားကိုဆက်လက်ပြီးတော့ထိုင်အဲ့လိုတရားဆက်လက်ပြီးတော့ထိုင်တဲ့အခါမှာကြောက်เสียအာယုန်နေဘလောက်ပဲများများဒါတွေကိုသူအောင်ဤသိခံပြီးတော့တရားဆက်လက်ပြီးအထုတ်လိုက်တဲ့အခါမှာသူဟာယဟနာဖြစ်သွားတယ်လို့ဆိုအဲ့ဒီယဟနာဖြစ်သွားတော့သူ့ဘဝအတွေ့အကြုံကိုမှတ်တမ်းတင်တဲ့အနေနဲ့သူဟာဒီအမှတ်တရားစကားကိုပြောတာဖြစ်တယ်သူပြောတဲ့စကားကတော့မိုးကြီးလေကြီးကြတာတွေကိုကြောက်เสียကောင်းပြီမဲ့လို့သူမကြောက်ဘဲနဲ့တရားဓမ္မကိုကြိုးစားအထုတ်တယ်ဆိုတာကိုပဲအဓိကထားပြီးတော့ပြောတယ်ဒါကြောင့်မို့ဒီဝောစဝတ္တတိဒီဝောစကလကလာတိမိုးကြီးကလည်းရွာလိုက်တယ်မိုးချုံသက်တွေကလည်းဆူညံနေအောင်မိုးတွေချိန်နေဧကောသဟံဘေရဝေဖိလေဝေရငါတယောက်တည်းဟာအလွန်ကြောင်းမဲ့เสียကောင်းတဲ့လှိုင်ကူကြီးထဲမှာငါတယောက်တည်းနေတာဖြစ်တယ်တတ္တမရှံဧကဂတ္တဘေရဝေဖိလေဝေရအဲ့လိုကြောင်းမဲ့ဖွယ်ရကောင်းတဲ့လူသူမနီတော်တဲ့ကလှိုင်ကူကြီးထဲမှာသူအဲ့လိုနေရပေမဲ့လို့နတ္ထိပယံဝါသူ့မှာကြောက်စိတ်ဆိုတာလည်းပေါ်မလာဘူးသမိတတံဝါဒီလမ်းစိတ်ဆိုတာလည်းပေါ်မလာဘူးလောမဟန်တော်ဝါတတိမွေးခြင်းထားတယ်ဆိုတာလည်းသူမရှိပါဘူးယဟနာဖြစ်သွားတဲ့အခါမှာတရားထုရတဲ့အခါမှာဒါတွေအလုံးသူလွန်မြောက်သွားတယ်လောကမှာကြောက်တယ်ဆိုတာဟာဒေါသရှိလို့ကြောက်တာဒေါသဘာကြောင့်ရှိနေသေးတယ်ဆိုတွေ့တာမှုတွေလောဘမပယ်နိုင်သေးလို့လောဘကိုပယ်လိုက်နိုင်ပြီဆိုလို့ရှိရင်ဒေါသဟာလည်းပယ်လို့ရသွားအဲ့တော့တွေ့တာမှုမရှိသည့်အတွက်ကြောင့်လောဘမရှိတော့ဘူးလောဘမရှိသည့်အတွက်ကြောင့်ဒေါသဆိုတာလည်းဖြစ်မလာဘူးလောဘဒေါသမရှိတော့တဲ့အခါမှာကြောက်စိတ်တို့လန့်စိတ်တို့ဒီစက်တိမွေးခြင်းထားတာတို့ဆိုတာသူကမရှိဘူးတရားဓမ္မနဲ့ပတ်သက်ပြီးတော့တရားကိုအမှန်သိလိုက်တဲ့ပုဂ္ဂိုလ်တရားဟာကြောက်ချင်းလန့်ခြင်းဆိုတာမရှိဘူးတစ်စက်ကသုံးမှရသော်ဗျာဟောတယ်အေးကြောက်စိတ်တွေဖြစ်လာတယ်ဆိုလို့ရှိရင်ငါဘုရားရဲ့ခုံတော်ကိုအာယုပြုလိုက်လို့ရှိရင်လူတွေဟာအတ္တတေရောဖြစ်ပြီးကြောက်စိတ်ကိုလွန်မြောက်သွားနိုင်တယ်လို့တစ်စက်ကသုတ်တံမှာဒီလိုခေါ်ထားတာရှိတယ်ပေါ့နော်အခုဒီမထေရမြတ်ဟာတမ္ဗုလဆိုတဲ့မထေရမြတ်ဟာကြောက်စိတ်တွေကင်းသွားခြင်းဟာသူဟာတရားဓမ္မကိုကြည်ကြံကြိုးကိုအထုတ်လို့
ရာဂတို့ဒေါသတို့ဒါတွေကိုဖယ်ရှားလိုက်နိုင်လို့သူ့မှာကြောက်စိတ်ဆိုတာလုံးဝကင်းသွားတယ်။ဒါကြောင့်မို့ဒီလိုကြောက်စိတ်ကင်းတာဟာဓမ္မတာမမေတာယတ္တမိဧကကတ္တဘိရဝေဘိလီဝိဟရတောနတ္ထိပယံဝါဒီလိုကြောက်စရာကောင်းတဲ့တောင်ကောင်းလိုက်ကူကြီးထဲမှာတရားဓမ္မကြိုးစားအားထုတ်နေတဲ့ငါဖို့မှာတဲ့ဒီလိုကြောက်စိတ်မရှိတာဟာတရားဓမ္မရဲ့ထုံတန်းစင်လာပဲဖြစ်ပါတယ်တရားသိသွားတဲ့ပုဂ္ဂိုလ်ဟာကြောက်စိတ်ကိုကင်းသွားတယ်လို့ကြောက်စိတ်တွေကင်းသွားတယ်အေးလောဘဒေါသရှိနေသေးတဲ့ပုဂ္ဂိုလ်တွေဟာကြောက်စိတ်ရှိသူ့မှာတော့ဒါတွေကင်းရှင်းသွားတဲ့အတွက်ကြောင့်ကြောက်စိတ်တွေမရှိဘူးလို့ယန္တာဖြစ်သွားတဲ့အခါမှာသူကိုယ်တိုင်ကြောက်မဲ့ဖွယ်ရာအာယုန်တွေကိုတွေ့ကြုံရတဲ့အခါမှာယန္တာဖြစ်လို့ဒီကြောက်เสียအာယုန်တွေကိုသူလွန်မြောက်ခဲ့တဲ့အကြောင်းကိုမှတ်တမ်းစကားအနေနဲ့သူပြောဆိုခဲ့တာဖြစ်ပါတယ်ဒါဟာဒီမထေရမြတ်တို့ရဲ့အမှတ်တရစကားတွေဟာသူတို့ဘဝတွေနဲ့ဆက်ဆက်ပြီးပြောကြတာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့တပိတာဝကရှင်ဟန်တော်တွေဟာသူတို့ဘဝသူတို့ရဲ့အတွေ့အကြုံများကိုအမှတ်တရအနေနဲ့ပြောဆိုခဲ့ကြတာဒီဒါတွေကိုမကြာခဏသူတို့ဘဝမှာပြောဆိုခဲ့တာတွေကိုပဲပိဋကစာပေမှာမှတ်တမ်းတင်ထားတာဖြစ်တယ်အဲ့ဒီမှတ်တမ်းတင်ထားလို့ဘုန်းကြီးတို့တွေဒီကနေ့ကြားနာခွင့်လေ့လာခွင့်ဖတ်ရှုခွင့်ရရှိကြတာအေးဘဝရဲ့အတွေ့အကြုံဆိုတာမျိုးစုံရှိပါအဲ့ဒီဘဝအတွေ့အကြုံတွေဟာကိုယ့်အတွက်မှာမှတ်တမ်းမှတ်ရဖြစ်ပြီးတော့ဒီဘဝအတွေ့အကြုံတွေမှာကောင်းတဲ့အတွေ့အကြုံတွေရှိသလိုမကောင်းတဲ့အတွေ့အကြုံတွေရှိတယ်နောက်ဆုံးမှာဒီကြောက်ချင်းလန့်ခြင်းဆိုတဲ့ဘဝရဲ့ကြောက်စရာကောင်းတဲ့အာယုန်တွေနဲ့ဘယ်လိုပဲဆုံကြောက်ချင်းလန့်ခြင်းဆိုတာကိလေသာတွေမကင်းသေးရင်တော့ဒီတိုင်းပဲဖြစ်နေမှာပဲဖြစ်တယ်လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေကိုဖယ်ရှားနိုင်ပြီဆိုရင်တို့တွေဟာကြောက်ချင်းတွေ့တာခြင်းဆိုတာတွေအလုံးစုံမြောက်မှာဖြစ်တယ်ဒီကိလေသာတရားတွေကိုယ်စိတ်ထဲမှာတွေ့ကပ်နေခြင်းကြောင့်လမ်းငင်းကြောက်ခြင်းတွေ့တာခြင်းဆိုတာတွေရှိနေတာဖြစ်လို့ဒီတရားတွေတို့တွေဖယ်ရှားနိုင်အောင်ကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်လို့ကိုယ်စီတတိရှိပြီးကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအစရမရတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသန္တဝေပုစာညင်းနောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သဝတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရအောင်ပဲဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်
ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း